စကားကြီးလေးကွန်းမပေါက်ကြားစေနဲ့အရန်ကောင်းလို့မို့လို့နားထောင်ကြည့်ကြပါရှင်းတော့အတိုင်းပြည်တစ်ပြည်မှာမင်းလုံးအုပ်ချုပ်နေတဲ့ဘရင်တစ်ပါးဟာတနေ့မှာတော့သူစင်းရဲတယောက်အယောင်ဆောင်ရုပ်ဖြက်ပြီးတော့တိုင်းပြည်အခြေအနေလေ့လာဖို့မင်းနေပြည်ကနေတိတ်စိတ်ထွက်ခွာခဲ့ပါတယ်သူပထမဆုံးရောက်ခဲ့တဲ့နေရာကတော့အလွန်စင်းရဲတဲ့အဖိုးအိုလင်မယားနေတဲ့အိမ်စုပ်ကလေးစီကိုပါအဖိုးအိုလင်မယားတော့ပေမန်းစင်းရဲစွာနဲ့ရောက်ခင်းထဲမှာစိုက်ပျိုးလောက်ကင်စားတောက်နေရတာအယောင်ဆောင်ဘရင်ကြီးကလည်းတွေ့ရတယ်လေဒီမှာပဲတ냐အိတ်ဖို့တဲဖို့ခွင့်တောင်းတော့လေအဖိုးအိုလင်မယားခွင့်ပြုပြီးတော့လူလေသေးမရှိအောင်လဲရှိတာလေးနဲ့ဧည့်ခံကျွေးမွေးကြပါတယ်လူစင်းရဲပေမဲ့စေတနာမစင်းရဲတဲ့အဖိုးအိုလင်မယားကိုအယောင်ဆောင်ဘရင်ကြီးကလည်းစိတ်ထဲမှာကြိတ်ပြီးတော့ကျေးဇူးတင်နေမိတာပေါ့ညကြတော့အိယာမဝင်ခင်အတူတူထိုင်ပြီးတော့စကားပြောတဲ့အခါမှာဘရင်ကြီးကလည်းအဖိုးတို့မှာစားမဲ့တောက်မဲ့လူလည်းမရှိဘဲနဲ့ဘာလို့တလောက်များပေမန်းကြီးစွာအလုပ်တွေလုပ်နေရတာလဲဒီရွယ်ဆိုတာလဲတားတော့သမီးကန်အလုပ်ကိုလွှဲထားပြီးတော့ဖျားသွားကြောင်းတဲ့လုပ်နေရမှာမလားအဲ့ဒီလိုပြောလိုက်ပါတယ်အဲ့ဒီခါမှာအဖိုးကလည်းဒီလိုပြန်ပြောပါတယ်အမောင်ပြောတာကတော့ဟုတ်ပါလေရဲ့ဒါပေမဲ့သားသမီးဆိုတာလေသူ့မီးနဲ့သူ့အပူဖြစ်နေကြတာမလားကျုပ်တို့မှာလည်းကိုစားဖို့တင်မကဘူးခိုးမှုကြီးကိုလည်းပေးရသေးတယ်အာဂနာဧည့်သည်ကိုလည်းကျွေးရသေးတယ်သမုဒ္ဒရာတဲ့ကိုလည်းပြစ်ချသေးတယ်လေရန်သူကိုလည်းရှာဖွေကျွေးမွေးရပါတယ်အဖိုးရဲ့စကားကလည်းဘရင်ကြီးအတွက်ထူးဆန်းနေပါတယ်အတိတ်ဘယ်ကိုသဘောမပေါက်တာကြောင့်အဖိုးကိုပြန်မေးမိတာပေါ့အဖိုးရဲ့စကားကိုအတိတ်ဘယ်ကိုတော့တစိမ့်လောက်ရှင်းပြပေးပါလားခင်ဗျာအဲ့ဒီခါမှာအဖိုးကလည်းအတိတ်ဘယ်ကိုရှင်းပြပါတယ်ဒီလိုပါအမောင်ခိုးမှုကြီးကိုပေးရတယ်ဆိုတာတာကတိုင်းပြည်ကိုဓမြတခိုးရန်သူတွေရဲ့ရန်နေကာကွယ်ပေးထားတဲ့ဘရင်မင်းမြတ်တို့အားအခွန်ပန်တာဆက်တာပေးရလို့ဖြစ်ပါတယ်ဘရင်ကိုဘာလို့မလို့ခိုးမှုကြီးလို့ဆိုရပါသလဲအဖိုးဒီလိုပါကျုပ်တို့နှစ်ဖူးကချွေခြေမကြအောင်ရှာဖွေထားရတဲ့ဥစ္စာကိုတခိုးဓမြရဲ့လက်ကိုမပါရအောင်ကာကွယ်ထိမ့်သိမ်းပေးနိုင်စွမ်းရှိလို့ခိုးသူတို့ရဲ့အကြည့်မှုလို့ဆိုလိုတာပါဘရင်ကြီးကလည်းအဖိုးရဲ့အဖြေကိုသဘောကျသွားပါတယ်ဒါနဲ့ပဲနောက်ထပ်တစ်ခွန်းကိုထပ်မေးပြန်အာဂန္တုဧည့်သည်ကိုကျွေးမွေးရတယ်ဆိုတာရောဘလို့အတိတ်ပဲမျိုးပါလေလောကမှာမိဘအားကျွေးမွေးစောင့်ရှောက်ခဲ့တဲ့သားသမီးဆိုတာတကယ်တော့ဧည့်သည်တွေရောရဲ့အမောင်အချိန်တန်အရွယ်ရောက်တဲ့အခါမှာသူတို့လန့်သူတို့ရှောက်ကြတာပဲမလားဒါကြောင့်မလို့သူတို့ကိုအာဂန္တုလို့ဆိုလိုရပါအမောင်ရင်ဒီစကားကိုကြတော့လေဘရင်ကြီးကသဘောကျပြန်တယ်လीနောက်ထပ်စကားအဓိပ္ပာယ်ကိုလည်းထပ်ပြီးမေးလိုက်ပြန်တယ်ဒါဆိုရင်သမုဒ္ဒရာထဲလေချရတယ်ဆိုတဲ့အဓိပ္ပာယ်ရောဘာပါလဲဒါဒီလိုပါချောင်းမြစ်အသွယ်သွယ်တို့ကနေလာတဲ့ရေမှန်သမျှဟာပင်လေသမုဒ္ဒရာတွေကိုစီးဝင်ကြပေမဲ့ပြည့်ရိုးထုံးစံမရှိသလိုပဲတနေ့တနေ့ကျုပ်တို့စားသမျှအားလုံးကလည်းဝမ်းကောင်းထဲမှာပြည့်တယ်လို့မှမရှိတာအမောင်လည်းအသိပဲမလားဒါကြောင့်သမုဒ္ဒရာတွေကိုပြစ်ထည့်ရတယ်ဆိုတာလည်းရှာဖွေရသမျှကျုပ်တို့အသက်ရှင်နေထိုင်ဖို့အတွက်ဒီဝမ်းကောင်းကိုအစားအစာဖြည့်ထည့်ရတယ်ဆိုတာကိုဆိုလိုတာပါဒါဆိုရင်နောက်ဆုံးစကားရန်သူကိုရှာဖွေကျွေးမွေးရတယ်ဆိုတာဘာပါလဲဒါကတော့ပိုရေးကြီးပါတယ်အမောင်ကိုကချစ်ကျင်လို့ပေါင်းသင်းနေထိုင်တဲ့ဇနီးမယားဟာကိုယ့်ရဲ့ရန်သူပါပဲအလိုဒီစကားကတော့အစမ်းပါလားရှင်းပြစမ်းမအောင်အဖိုးရဲ့စိတ်တူကိုယ်တူဆိုပြီးတော့ကိုကချစ်ခင်ပေါင်းသင်းနေပေမဲ့ကိုယ့်ရဲ့အသက်နဲ့စီးစိမ်ကိုအများဆုံးဒုက္ခပေးနိုင်ခြင်းရှိတာလေဒီဇနီးမယားပါရဲ့အမောင်ဒီစကားကတော့ရေးကြုံလာတဲ့ခါမှာအမောင်သိလာပါလိမ့်မယ်အခုကတော့ရန်သူကိုလည်းရှာဖွေကျွေးမွေးနေတယ်လို့ပဲမှတ်သားလိုက်ပါအမောင်နောက်ဆုံးစကားကိုဘဝင်မကြပေမဲ့လည်းမှတ်သားလောက်เสียမလို့လက်ခံလိုက်ပြီးတော့သူဟာဘရင်ဖြစ်ကြောင်းပြောဆိုလိုက်တော့အဖိုးအိုလင်မယားကလည်းပြပြတလဲဖြစ်သွားတာပေါ့မကြောက်ကြပါနဲ့အဖိုးတခုတော့ပြောပြရစီအဖိုးပြောတဲ့စကားကြီးလေးကုန်းကိုဘသူ့မှလည်းမပြောမိစေဖို့အတွက်မှားခဲ့ပြစီတကယ်လို့ပေါက်ကြားခဲ့ရင်သေတံတင့်မှာကိုလည်းသဘောပေါက်စေချင်ပါတယ်စိတ်ချပါမပေါက်ကြားစေဖို့လည်းဂရုပေးပါတယ်မင်းကြီးအဲ့ဒီလိုနဲ့ဘရင်ကြီးကလည်းနန်းတွင်းကိုပြန်သွားပြီးတော့နောက်တနေ့ညီလာခံမှာအဖိုးကိုပြောဆိုခဲ့တဲ့စကားကြီးလေးကုန်းကိုမူးမတ်တွေကိုပြောဆိုမေးခွန်းထုတ်ပြီးတော့အတိတ်ဘယ်တွေကိုမေးမြန်းတယ်မူးမတ်တွေအားလုံးကလည်းမဖြေဆိုနိုင်ကြဘူးလေအဲ့ဒီတော့ဘရင်ကြီးကလည်းဖြေဆိုဖို့အတွက်အချိန်9ရက်ပေးလိုက်မူးမတ်တွေအားလုံးကလည်းအကြက်ရိုက်နေတဲ့အချိန်လူလေအမတ်တယောက်ကတော့ဘရင်ကြီးခီးထွက်ပြီးပြန်လာမှဒီစကားလေးကိုမေးတာဆိုတော့အကြောင်းရှိရမယ်ဆိုပြီးဘရင်ကြီးသွားခဲ့တဲ့လမ်းကြောင်းကိုစုံစမ်းရှာဖွေရမှာတော့အဖိုးအိုလင်မယားရှိရာကိုရောက်သွားခဲ့ပါတယ်အမတ်လူလေကလည်းအဖိုးအိုတစိုးလက်ဆောင်တွေပေးစကားကြီးလေးကိုမေးပေမဲ့အဖိုးအိုကတော့လုံးဝမပြောခဲ့ဘူးနောက်ဆုံးမှာအဖိုးအိုရဲ့ဇနီးအဖွားအိုအသက်ပြားငွေ1000ပေးပြီးတော့မေးတဲ့ခါမှာတော့အဖွားအိုကလည်းငွေကိုယူပြီးတော့စကားကြီးလေးကုန်းရဲ့အတိတ်ပဲကိုပြောကြားခဲ့ပါတယ်ဒါနဲ့ပဲရက်ချင်း9ရက်ပြည့်လို့ညီလာခံပြန်ဝင်တဲ့အခါမှာဘရင်ကြီးကိုဘယ်သူမှအဖြေမပေးနိုင်ကြပေမဲ့လူလေအမတ်ကတော့ခက်ကြွားကြွားနဲ့ဖြေလိုက်ပါတယ်ဒါပေမဲ့ဘရင်ကြီးကလည်းသူ့အစွမ်းစားနဲ့ဖြေနိုင်တာမဟုတ်မှန်းသိနေတော့မှန်မှန်ပြောမှန်မှန်မပြောရင်သေတံပေးမယ်ဘလို့သိလာလဲဆိုတာကိုမေးလိုက်တော့မှအကြက်ကင်ပြီးမေးတော့မှပဲအဖိုးအိုလင်မယားစီကနေတိလာလို့အမှန်တိုင်းပြောလိုက်ပါတယ်ဘရင်ကြီးကလည်းအဖိုးအိုလင်မယားကိုအမျက်မှန်ရှပြီးတော့လေရှေ့တော်ကိုခေါ်ဆင်းလိုက်တယ်ရှေ့တော်ရောက်တော့လေအဖိုး
ပေးခဲ့တဲ့ဂရီကိုဖြတ်ပြီးတော့ဘာလို့တားမြစ်ချက်ကိုလွန်ဆန်ရတာလဲတေတံပေးခံရမှာကိုအဖိုးမကြောက်ဘူးလားမင်းကြီးကျွန်တော်မျိုးဟာစင်းရဲနှုံချပေမဲ့ဂရီစကားတစ်လုံးကိုအသက်ထက်ကားဝယ်ပါတယ်ကျွန်တော်မျိုးရဲ့ဇနီးပြောကြားခြင်းသာဖြစ်ပါတယ်အသက်ပြားငွေ1000အတွက်လည်းကျွန်တော်မျိုးရဲ့အသက်ကိုရောင်းစားမယ်ဇနီးတွေဟာအနည်းဆုံးရန်သူဖြစ်ကြောင်းကိုမင်းကြီးဒီလောက်ဆိုရင်သဘောပေါက်နားလည်ပြီးတော့ယုံကြည်လောက်ပါတယ်အဲ့ဒီတော့မှပဲဘယင်ကြီးကလည်းစိတ်ထဲမှာဘဝင်မကြခဲ့ရတဲ့နောက်ဆုံးစကားရဲ့အတိတ်ပဲကိုနားလည်လက်ခံသွားပြီးတော့သူ့စင်းရဲ့အဖိုးအိုလင်မယားကိုလည်းစုလက်များပေးသနာလိုက်ပါတော့တယ်